ဒါလေးကကျွန်တော်ဒီနေ့ကျွန်တော်ဧည့်သည်ကိုကျွန်တော်တို့ဗီယက်နမ်နိုင်ငံဒါလက်မြို့ဒါစာအနီးမှာရှိတဲ့ဇူဒူးကိုကျွန်တော်လိုက်ပါပို့ဆောင်ပေးနေခြင်းဖြစ်ပါတယ်ကျွန်တော်ရှိထားတဲ့ဧည့်သည်တွေကိုဒီလိုနေရာမျိုးလေးတွေပါကျွန်တော်ပို့ပေးပါတယ်ဒီနေရာမှာဆိုလို့ရှိရင်ကျွန်တော်တို့အော်စီရတာအတိုင်းခံစားမှာဖြစ်ပါတယ်ဒီမှာအကောင့်လေးတွေရှိမယ်ဒီနေ့ကတော့ကျွန်တော်တို့ဂျားရက်ဆိုတော့ပေါ့နော်ဒီရှင်းပါတယ်ခင်ဗျာတကယ်လို့ဒီနေရာကိုလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါလက်မြို့တွေကနေဒီကိုလာမယ်ဆိုအနည်းဆုံး45မိနစ်လောက်လာမှဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်တို့ဝင်ကြီးအနေနဲ့ကတော့လူတဦးလျင်ငွေ3သိန်းခွဲဗီယက်နမ်ငွေကြားသက်မှာဖြစ်ပါတယ်ဒီမှာဒီလိုပုံလှလှလေးလည်းရိုက်လို့ရပါတယ်ခင်ဗျာဒီမှာကျွန်တော်တို့ဒါကတော့ကျွန်တော်တို့ဒီဟာရဲ့ဖွင့်ချိန်နဲ့ပိတ်ချိန်မှာကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်မနက်9:00နာရီကနေဖွင့်ပြီးတော့ညနေ4:00နာရီမှာပိတ်မှာဖြစ်ပါတယ်ဒီမှာအခုလိုမျိုးကျွန်တော်တို့ဝယ်စားတွေလည်းဝယ်လို့ရပါတယ်ခင်ဗျာပြီးရင်ဒီလိုမျိုးလက်ဆောင်ပစ္စည်းတွေလည်းဝယ်လို့ရပါတယ်ဒီမှာတော့တော်တော်များများအဆုံရှိပါတယ်ခင်ဗျာဒီကိုမိတ်ဆွေပေါင်းသစ်မဲလာလာတယောက်တည်းပဲလာလာဒီမှာကကျွန်တော်လိုက်ပို့ပေးတဲ့ guide လည်းရှိပါတယ်ဒီနေရာရောက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးပုံလှလှလေးတွေလည်းရိုက်နိုင်ပါတယ်ဒီကဝန်ထမ်းတွေကလည်းအကုန်လုံးဖော်ပြပါတယ်ခင်ဗျာဒီမှာတော့ပေးရတာနဲ့တန်တယ်ဆိုတဲ့ feeling မျိုးရတယ်လို့ကျွန်တော်ဘက်က recommend ပေးပါတယ်ဒီမှာဆိုဒီလာလို့ရှိရင်ဒီမှာဒီကောက်တာနေပြီးတော့ကျွန်တော်တို့ငွေသွင်းရပါတယ်ဒီမှာငွေ3သိန်းခွဲသွင်းလိုက်တယ်ဆိုလို့ရှိရင်သူတို့ကဒီမှာသူတို့ရဲ့အချိန်တရားပေးပါတယ်သူတို့ရဲ့အချိန်တရားလေးတွေကဒီလိုမျိုးလေးတွေရှိပါတယ်ကိုကြိုက်နှစ်သက်တဲ့အချိန်လေးတွေကိုရွေးပြီးတော့ဝင်လည်လို့ရပါတယ်လဲတဲ့ခါကြလို့ရှိရင်သူတို့ဒီကနေပြီးတော့အတူတူပို့ဆောင်ပေးတဲ့လူလည်းရှိတဲ့အတွက်သူ guide နဲ့သူလိုက်ပို့ပေးတာဖြစ်ပါတယ်တကယ်ကိုသွားရောက်လေပတ်တဲ့နေရာလေးဖြစ်ပါတယ်ကဲလို့လက်ဆောင်ပစ္စည်းလေးတွေဝယ်မယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးတွေရှိပါတယ်တကယ်ကိုသွားလေတဲ့နေရာလေးပါတကယ်လို့ကျွန်တော်ရှိမှလာလိမ့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်ရှိကို stay ရှောင်မဲလာလာဘယ်လိုပဲလာလာကျွန်တော်ဒီနေရာကိုအလဲပို့ပေးပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာတစ်ခေါက်လောက်တော့သွားရောက် level ကြည့်ကြပါလို့အကြံပေးရင်ကျွန်တော်ဗီဒီယိုလေးကိုဒီမှာနေမယ်ဆုံးသတ်လိုက်ပါရစေကျေးဇူးတင်ပါတယ်ခင်ဗျာ